တကယ်တော့လေတချို့မျိုးသားတွေရဲ့စိတ်ဓာတ်ကတော်တော်လေးစမ်းကြဲတယ်တော်တော်လေးယူရှင်တယ်တဲ့သူတို့ကကိုနဲ့ပခုံးချင်းရှင်ပြီးအရာရာပြိုင်ဆိုင်နေမဲ့အမျိုးသမီးကိုမလို့ချင်ကြတယ်လို့ဘာမှမလှုပ်တတ်ပဲကို့အပေါ်မှာပဲအမြဲတမ်းမိကိုတွက်ကတ်နေမဲ့အမျိုးသမီးမျိုးကိုဘဝလက်တွဲပေါ်ဖြစ်ရွေးချယ်ရမယ်ဆိုရင်လေဝင်လေးတက်ကြပြန်ရောတဲ့ဒါဆိုရင်သူတို့လိုချင်တာဘာလဲလို့မေးစရာဖြစ်လာလိမ့်မယ်တဲ့အဖြေကတော့သူတို့ကပြိုင်ဘက်ကိုရှာတာမဟုတ်တယ်လို့ဝန်တော့ဝန်ဘိုးကိုရှာနေတာလေမဟုတ်ပါဘူးတဲ့သူတို့ရှာနေတာကဘဝဆိုတဲ့ခရီးချမ်းကြီးမှာဘေးချင်းရှင်ပြီးရှောက်လန်းပေးမဲ့ပါမီဖြည့်ဘက်တယောက်ပေါ့တဲ့အမျိုးသားတယောက်ကတော်လွန်းထက်လွန်းတဲ့အမျိုးသမီးကိုကြောက်ရွံ့တာမဟုတ်ပါဘူးတဲ့သူတို့ကြောက်တာကအဲ့ဒီအရေးအချင်းတွေအောက်မှာကိုယ့်ရဲ့ဂုံတိတ်ခါနဲ့လေးစားမှုတွေပျောက်ဆုံးသွားမှာကိုကြောက်တာပါတဲ့ပြီးတော့သူတို့ရဲ့ထက်မြက်မှုကိုအသုံးချပြီးကိုယ့်ပေါ်အမြဲတမ်းအနိုင်ရဖို့ကြိုးစားနေတာမျိုးတဲ့ခက်ခဲနေတဲ့အချိန်မှာအလိုက်တတိဘေးနာကနေကူညီပေးနိုင်တဲ့အမျိုးသမီးမျိုးကိုတန်ဖိုးထားကြတာပါတဲ့သူတို့လိုချင်တာကငါတို့အတူတူဆိုရင်ပိုကောင်းမှာပါလို့တွေးပြီးတဲ့သူမျိုးပါတဲ့နောက်ပြီးတော့လေမိန်းကလေးတယောက်ရဲ့တကယ့်ဆွဲဆောင်မှုဆိုတာမျိုးကသူဘလောက်လှကြောင်းတော်ကြောင်းတက်တည်ပြဖို့မဟုတ်ပါဘူးတဲ့ဘလောက်အထိပံ့ပိုးပေးနိုင်လဲဆိုတဲ့စာနာနားလေပေးမှုပေါ်မူတည်ပါတယ်တဲ့နော်